ရောက်ခမအိမ်မှာနင်ထုတ်ခံရပြီးနောက်ဒေါသတကြီးနဲ့တောင်းပေါ်လာခဲ့ပါတယ်။ဇနီးအိမ်မှာလိုက်နေရသူဖြစ်လို့ရောက်ခမတွေနဲ့အတူနေထိုင်ခဲ့ရတာပါ။ဒါပေမဲ့လွန်ခဲ့တဲ့၈နှစ်အတွင်းမှာသမီးလူရောက်တာရခဲ့တဲ့အတွက်ရောက်ခမဖြစ်သူကသူ့အပေါ်နီးမျိုးစုံနဲ့ဒုက္ခပေးလာခဲ့ပါတယ်။ဇနီးရဲ့ကျမ်းမာရေးကိုဂယုမဆိုင်ပဲစေးမီတိုးစားဖို့ဖိအားပေးခဲ့ပါတယ်။အစာပိုင်းမှာတော့ဇနီးကိုသနာလို့ရောက်ခမစကားကိုသူညင်းပယ်ခဲ့ပါတယ်။သမီးလေးကလည်းမိသားစုအမွေကိုဆက်ခံနိုင်တယ်လို့ယုံကြည်ခဲ့ပါတယ်။ဒီအချက်ကရောက်ခမဖြစ်သူကိုအလွန်ဒေါသထွက်စေခဲ့ပါတယ်။မျိုးဆက်ပြောက်လုတ်တယ်ဆိုပြီးတော့နေ့တိုင်းသွေးဝိုက်ပြီးဆဲဆိုပါတယ်။သမီးလေးကိုအပေါ်လူလို့သတ်မှတ်ပြီးခလီးနဲ့တော့ပေးမကတ်ပါဘူး။အကျိုးအကြောင်းရှင်းပြပေးမယ်လေရိုင်းနေဆိုပြီးအဆူဟန်ခဲ့ရပါတယ်။ဇနီးဖြစ်သူကပါမိခင်ပတ်ပါသွားပြီးအလိုလိုက်ဖို့တိုက်တွန်းခဲ့ပါတယ်။ရောက်ခမဟာခလေးကိုဂယုမဆိုင်ပဲသူ့တဘောကိုသာအမုန်းတွေပုံချခဲ့လေ။ပင်ပန်းနဲ့အင်ရလူတွေခိုင်းစေပြီးထမေးပူပူလေးတောင်မကြွေးခဲ့ပါဘူး။ဒီနေ့မှာဖန်ပြွန်တန်ဒေတာလို့ဖို့အကျင်းလက်မှတ်ထိုးခိုင်းခဲ့ပါတယ်။သူကပြက်သားသားငင်းဆန်တဲ့အခါပစ္စည်းနဲ့ပေါက်ကနင်းထုတ်ခဲ့ပါတယ်။တားယောက်ျားလေးမမွေးနိုင်လို့ဒီအိမ်မှာနေခွင့်မရှိဘူးလို့ဆိုတယ်။ဇနီးကဘာမှဝင်မပြောပဲဘေးကနေငိုသားငိုနေခဲ့ပါတယ်။ဒီအချိန်မှာပဲသူဟာမိသားစုအပေါ်လုံးဝစိတ်ပြတ်သွားခဲ့ပါတော့တယ်။ပစ္စည်းတချို့ယူပြီးတောင်ပေါ်တက်ကကိုပိုင်အိမ်ဆောက်ဖို့ဆုံးဖြတ်ခဲ့တယ်။တစ်ခုတ်ရွှေ့နေပြီးရှိတဲ့ပစ္စည်းနဲ့အိမ်လေးတစ်လုံးစတင်ဆောက်ခဲ့ပါတယ်။မိုးလေးမှာမိုးချုပ်အထိအလုပ်တော့ရင်းလက်တွေပေါက်ပြက်ပြီးထန်ရခဲ့ပါတယ်။တစ်သားအိမ်လေးပုံပေါ်လာတာကိုကြည့်ပြီးသူ့ရင်ထဲမှာခွန်အားတွေပြည့်လာပါတယ်။နောက်ဆုံးမှာတော့9 ရက်ကြာပြီးနောက်ဒီနှွေးထွေးတဲ့အိမ်လေးပြီးစီးသွားပါတယ်။ဒီမှာခွဲခြားဆက်ဆံမှုတွေမရှိတော့ပဲသူ့တယောက်တည်းအတွက်ပဲဖြစ်ပါတယ်